128ကျော်ရယ်နော်ဆရာ128เนาะဆိုတော့အခုကကေကေအခုက113ဆိုတော့အလုံးပေါင်း15ပေါင်လောက်ကြာသွားတာပေါ့နော်ကဲပါကေကေကအခုဒီကပေါ့နော်Vita Slim Weekly Plan ဆိုတဲ့ဒီ package လေး join နေတာပေါ့နော်ကေကေကအခုဒါနောက်2လဆိုလို့ရှိရင်ပေါ့နော်ကေကေရဲ့ wedding ရှိရပေါ့နော်ဆိုတော့ဒီ wedding အတွက်ကိုကေကေရဲ့ခန္ဓာကိုယ်မှာပေါ့နော်မလိုအပ်တဲ့အစီလေးပေါ့အခုလည်းကြည့်လို့ကောင်းနေရတော့မှန်တယ်ဒါပေမဲ့လည်းကေကေရဲ့ခန္ဓာကိုယ်မှာဒီမလိုအပ်တဲ့အစီလေးဆိုတာရှိနေအခုဒီကပေါ့နော်အာဟာရဆရာဝန်နဲ့ကေကေတိုင်ပင်ပြီးတော့မှကေကေဒီခန္ဓာကိုယ်အတွက်ပေါ့နော်လိုအပ်တဲ့ဒီ plan လေးကိုပေါ့နော်ကေကေပါဝင်ခဲ့ပါတယ်လို့အဓိကကတော့ကေကေပါဝင်ဖြစ်တာကကြတော့ကေကေရဲ့ weight ကိုပေါ့နော်ဘယ်လိုပြောမလဲwedding နေ့ခါကျတော့ကေကိုပို့ပြီးတော့လဲလာခြင်းနဲ့weight ကိုလည်းထိန်းထားခြင်းနဲ့သဘောမျိုးနဲ့ပေါ့နော်ကေကေဒီ plan လေးမှာပါဝင်ဖြစ်တာဖြစ်ပါတယ်လို့ဆိုတော့ကေကေတို့အခုကနေစပြီးပေါ့နော်နောက်2လနေလို့ရှိရင်ကေကေဘယ်လိုပြောင်းလဲသွားရတယ်ဘယ်လောက် weight ကျသွားတယ်ဆိုတာကိုကေကေတို့အားလုံးပဲစောင့်မျှော်ပြီးပါလို့ပြောချင်ပါတယ်ရှင်ဟုတ်အားလုံးပဲမင်္ဂလာပါကျမတို့ဒေတာရှင်ပြင်ဖို့ဖြစ်ပါတယ်ကေကေခု skin softening လေးရောက်ရှိနေတာဖြစ်ပါတယ်ခုပေါ့နော်လွန်ခဲ့တဲ့တစ်လအခွဲဆရာနော်တစ်လနဲ့တစ်ပတ်ပေါ့နော်တစ်လနဲ့တစ်ပတ်မှာတော့ကဒီမှာကေကေဟိုပေါ့ Vita Slim Weekly ဆိုရဲplan လေးပေါ့နော်အဲ့ဒါလေးဝင်ဖြစ်ခဲ့တယ်ဝင်ဖြစ်တဲ့အကြောင်းရင်းကကြတော့အဓိကအကြောင်းရင်းကကြတော့ကေကေရဲ့ wedding လေးလည်းရှိနေပေါ့နော်ကြတော့ကေကေဒီရောက်လာတဲ့အချိန်မှာဆရာနဲ့တိုင်ပင်နေပေါ့နော်ဆရာနဲ့တိုင်ပင်နေတိုင်ပင်ပြီးတော့မှကေတို့ဒီခန္ဓာကိုယ်ဘယ်လိုမျိုးဒီအစီအကြောင်းဘယ်လိုလုပ်မလဲပေါ့နော်တိုင်ပင်နေပြီးတော့ side effect အနည်းဆုံးနဲ့ဘယ်လိုအကောင်းဆုံးဖြစ်အောင်လုပ်ကြမလဲပေါ့နော်ကေကိုရိုင်းကလည်းကျမ်းမာရေးလိုက်စားတဲ့သူတယောက်ဖြစ်တယ်ချင်းလည်းတေချာစော့နေသူဖြစ်တဲ့အတွက်ကြောင့်မို့လို့ဘယ်လိုမျိုးလုပ်ကြမလဲဆိုဆရာတို့နဲ့တိုင်ပင်နေပေါ့နော်တိုင်ပင်တော့ဒီ program လေးရှိရကေဒါပေမဲ့ဆရာကတော့ကေခန္ဓာကိုယ်မချကိုင်းဘူးဒါပေမဲ့ကေကကြတော့ဘယ်လိုပြောမလဲခုနကပြောသလိုမျိုးပေါ့နော်ကေရဲ့ bike cup တွေထူနေတယ်ပေါင်လေးတုပ်နေတဲ့အတွက်ကြောင့်မို့လို့ wedding လေးလည်းရှိတော့အဲ့ဒါလေးကိုကြားခြင်းနဲ့ဆရာဆိုဆရာကိုပူစားတော့မှအဲ့မှာဆရာတော့ဟိုပေါ့ဒီလိုလေးတော့ရှိတယ်ဒီ plan လေးကကျတော့2လပေါ့နော်သူတော့2လ plan စားခြင်းစိတ်ကိုထိန်းချုပ်ပေးရတဲ့အတွက်ကြောင့်မို့လို့ကေကေလိုမျိုးပေါ့နော်တချို့ဆိုစားတဲ့သူတော့ကအရန်အဆင်ပြေကေကေရဲ့ဟိုပေါ့ကေကေရဲ့ weight နဲ့ကေကေရဲ့အရက်နဲ့ကနည်းနည်းလေးဘယ်လိုပြောမလဲမမျှဘူးဖြစ်နေတာဆရာနော်ဟုတ်တယ်မမျှဘူးဖြစ်နေတာကေကေကရောက်လာတော့ကတော့သူကတော့ပိန်နေတယ်ပေါ့ဒါပေမဲ့ကြည့်လိုက်တယ်ဆိုရင်တော့ကေကေကမပိန်ဘူးသူရဲ့ BMI ကလည်း normal နာလေးကတ်နေတယ်ပေါ့ဆိုတော့မြန်မာလူမျိုးရဲ့ BMI ကတော့23အထက်ဆိုရင်တော့ overweight လို့စပြီးသတ်မှတ်တယ်ပေါ့နော်ဆိုတော့ကေကေကကြည့်လိုက်တော့ဒီ23ဝန်းကျင်ပဲရှိတယ်ပုံမှန်ဆိုရင်တော့ဒီမျိုးဝန်းကျင်ဆိုရင်တော့ဆရာတို့ကတော့ weight ကိုတော့မချပေးဘူးပေါ့နော်။ဘာကြောင့်လဲဆိုတော့ indication လည်းမရှိဘူး။ဒါပေမဲ့ကေကေကလည်းသူ့မှာ plan ရှိတယ် what plan လည်းရှိတယ်ဆိုတော့ဒါကိုကေကေနဲ့တိုင်ပင်ပြီးတော့ဟုတ်ပြီဒီလိုအပ်တဲ့10ပေါင်15ပေါင်လောက်ပဲချမယ်ပေါ့ချမယ်ဆိုတော့ကြည့်လိုက်တော့ကေကေမှလည်းဘိုင်းမှလည်းအစီရှိတယ်ပေါင်မှလည်းအစီရှိရပေါ့နော် body composition နဲ့လည်းအကောင်လုံးတိုင်းနေဆိုတော့အဲ့မှာကေကေနဲ့တိုင်ပင်နေဆိုတော့ကျန်းမာမှာပေါ့ healthy weight loss အနေနဲ့ weight ချမယ်ဆိုပြီးတော့ကေကေနဲ့တိုင်ပင်ပြီးလွန်ခဲ့တဲ့တလကြော်ပေါ့တလကြော်ပေါ့စချတဲ့ဒီ Vita Slim Weekly Plan ကိုကေကေကိုစပြီးတော့ဒီ plan ထဲကိုစပြီးတော့ဝင်ခိုင်းလိုက်တယ်ပေါ့နော်ဝင်ခိုင်းလိုက်တယ်ပေါ့အန်အောစွာနဲ့ပဲပထမတစ်ပတ်နဲ့တင်ကေကေ9ပေါင်6ပေါင်6ပေါင်ကြာသွားတယ်ကြာတော့ဟာဒီလောက်ကြာလို့တော့မဖြစ်ဘူးပေါ့ဆိုတော့အဲ့ဒါနဲ့ကေကေကိုဒီအချိုးကြကြပြန်စားဖို့လည်းပြောရတယ်အဓိကကတော့အစီပဲချတာပေါ့ဆရာတို့ကတော့အစီပဲချတာ muscle ကိုလုံးဝဆရာတို့ကမထိရှင်ဘူးပေါ့နော်ထားပါတော့ muscle တအားများနေတဲ့လူဆိုရင်တော့တမျိုးပေါ့ကေကေကတော့ muscle ကတော့ normal ရှိရဆိုတော့ဒီ muscle ကိုတော့လုံးဝမထိဒါကတော့တခြား plan တွေနဲ့ထူးခြားချက်ပေါ့ဆိုတော့အကုန်လုံးဆရာတို့ကချတာမဟုတ်ဘူး body composition တွေနဲ့အပတ်တိုင်းဆရာတို့ကချိန်ပြီးတော့မလုပ်လဲဆိုတော့ခုနကလိုအပ်တဲ့အစီကိုပဲချတယ်အကယ်၍ muscle ကျသွားတယ်ဆိုရင်တော့ muscle ကိုနောက်အပတ်မှာဆရာတို့က
ပြန်တင်နေပေါ့နော်ကျန်းကျန်းမာမာနဲ့ဝိတ်ချတယ်အမြဲတမ်းလေးဆရာတို့ကဒီကိုယ့်ရဲ့ client နဲ့လည်းဆရာတို့က group တွေဖွဲ့ပြီးတော့အမြဲတမ်းသူ့ရဲ့ကျန်းမာရေးရှင်ကိုမေးနေရဆိုတော့KK စလာတော့ wake up ဘယ်လောက်လဲကေစလာတော့ wake က128ကျော်ရယ်เนาะဆရာ128เนาะဆိုတော့အခုက KK အခုက113ဆိုတော့အလုံးပေါင်း15ပေါင်လောက်ကြာသွားတာပေါ့နော်15ပေါင်လောက်ဆိုတော့ခါတိုင်းလေးရော KK ဘယ်လောက်ကြာသွားခါတိုင်းကကြာတော့29လားဆရာ29တင်တယ်ဟုတ်တယ်29ကနေပြီးတော့ကြာတယ်အခုက26.5တင်တယ်เนาะဟုတ်တယ်ဆရာတော့နှလုံးမှာကွယ်ဆိုတော့ပုံမှန်လူတယောက်ဟိုဥပမာတအားဝနေတဲ့လူတယောက်ဆိုရင်တော့မှဒီလောက်ကြာဖို့မလွယ်ဘူးပေါ့နော်ဒီပုံမှန်ဆိုတော့2လဝန်းကျင်မှာ KK က1လနဲ့တစ်ပတ်ပဲရှိသေးတယ်15ပေါင်လောက်ကြာသွားတယ်ကြာသွားတာကလည်းမဆယ်နည်းနည်းပဲပါပြီးတော့အစီအကြီးပဲကြာသွားတယ်ဟုတ်ရေ weight တွေစီကြာသွားတယ်နော်အစီအကြီးပဲကြာသွားတယ်ဆိုတော့ဟိုဘာပြော healthy weight loss ဖြစ်တယ်one level 1တာစီရပါတော့ဆိုတော့ဟို KK ရဲ့သူ့ရဲ့အားထုတ်မှုတွေလည်းပါတာပေါ့ဟိုဆရာတို့ပြောတဲ့အတိုင်းလည်းတိုက်စားတယ်စီဆိုလဲတနေ့ကို2ဆွန်းတော့ဆရာတမင်းစားဆွန်းနဲ့အဲ့လိုချက်စားရ2ဆွန်းတော့အဲ့လိုပေါ့နော်ဟိုစက်သားပါမယ်နော်ဆရာနော်စက်သားပါမယ်အရွက်ပါမယ်အသားပေါ့နော် protein လည်းပါမယ်ကြက်ဥလည်းပါတယ်ပေါ့နော်ဒီဥစ္စာလေးတွေဆရာတို့ပြောတဲ့အတိုင်းပုံမှန်တော့ KK ဒါကတော့တကူတကိုင်လိုက်စားစရာမလို KK တို့ရဲ့ဒီနေ့စဉ်စားပုံမှာပဲ adjust လုပ်ပေးတာ KK အဲ့ဒါတော့အစင်ရောပြေးရလားစားခဲ့တော့တယ်။ဘာပြော KK ကလိမ်မာရဲ့ထဲမှာပါတယ်ဆရာတို့ပြောတဲ့အတိုင်းလည်းစားတယ်ရက်ရှိန်လည်းမှန်မှန်လာတယ်ပေါ့။ဘာပြောဟို KK congratulation မှာဒီမျိုး weight ကကျသွားတဲ့အတွက်ပေါ့နော်။ဆိုတော့ပုံမှန်ဆိုရင်တော့ဒီ Vita Slim Weekly ကတော့2လပေါ့ plan ပေါ့နော်။ဒါပေမဲ့ KK က1လနဲ့တစ်ပတ်လောက်မှာသူ့ရဲ့ body ကိုရောက်သွားတဲ့အတွက်တော့ဆရာတို့ကတော့ရက်ခိုင်းလိုက်တယ်ပေါ့နော် KK ဆက်လုပ်ရှင်နေဆိုရင်တော့ဆရာတို့ကတော့ပေးမလို့ဘူးเนาะပေးမလို့ဘူးအခုတော့ KK ကတအားကြီးဟိုပိန်သွားတယ်ဆိုတော့ဒီထက်ထပ်ပိန်နေဆိုရင်လည်းကျမရင်းနဲ့မညီညွတ်တော့ဘူးဆိုတော့ဆရာတို့ကတော့ထပ်ပြီးတော့ပေးမလုပ်တော့ဘူးဆိုတော့ဘာပြော KK ရဲ့ body ကိုလည်းရောက်သွားတယ်တငယ်ချင်းတွေရောဘာပြောသေးလဲတငယ်ချင်းတော့ကောင်းတယ်မိုက်တယ်မောOkay ပါဟိုဘာပြော KK ဟိုဝမ်းသာပါတယ်ဒီလိုလေး weight လေးကျန်ကျမမနဲ့ကြာသွားတဲ့ဝမ်းသာတယ်ဆိုတော့ဟိုဆရာတို့ပြောတဲ့အတိုင်းနဲ့နောက်ပိုင်းကျရင်ဒီအတိုင်းလေးပဲဒီ plan လေးအတိုင်းပဲလိုက်စားရဲဆိုတော့ KK ရေရှည်မှာတော့ weight ကိုတော့ maintain လုပ်နိုင်ပါဟုတ်ကဲ့ဆရာ KK ကဟိုပေါ့ဟို weight ကိုလည်းဒီထက်ပိုပြီးတော့လည်းမကြကျင်တော့ဘူးပေါ့နော်ဘာလို့လဲဆိုတော့ဟိုဘယ်ရပဲဖြစ်ပေါ့နော်တက်စီးလွန်ပေးကြာလို့လည်းမရတော့ဘူးဘယ်ရပဲဖြစ်နော်ဆရာနော်တက်စီးလွန်ပေးဆိုတော့ဟို KK ရဲ့အရင်နဲ့ weight နဲ့လည်းမျှသွားပြီအဲ့တော့ခုနပြောသလို KK ဟိုပါပေါ့ဟို stretching နဲ့ muscle တွေပေါ့အဲ့ဒါတွေကလည်းအခုကဟိုပါပေါ့ခန္ဓာကိုယ်မှာမလိုအပ်တဲ့အစီတွေအားလုံးကကျသွားပြီဆိုတော့ကျန်တဲ့ဟာကို muscle တင်ဖို့ပဲကျန်တော့တယ်ဆိုတော့ KK လိုချင်တဲ့ကြစ်ခဲလေးရဖို့အတွက်တော့ KK ဆက်ပြီးတော့မှစူးစမ်းမှာပေါ့နော်ဟုတ်ဒါ KK ရဲ့ diet plan လေးကတော့တစ်လနဲ့တစ်ပတ်မှာပေါ့နော်15ပေါင်ကြာခဲ့ပါတယ်ဆိုတော့ဆရာတို့လည်းကျေးဇူးအများကြီးတင်ပါတယ်ပြီးတော့ပေါ့နော်ဟိုခန္ဓာကိုယ်မှာပေါ့ဒီဟိုပေါ့ကျန်းမာတဲ့ healthy ဘယ်လိုပြောမလဲဟိုကျန်းမာတဲ့နီးစနစ်နဲ့ပေါ့နော်ဟိုနီးစနစ်ကြနဲ့ခန္ဓာကိုယ်ကိုဘယ်လိုမျိုး weight ချမလဲပေါ့နော်အဲ့ဒီဟာလေးအတိုင်းပဲ KK ကိုသွားသလိုပဲပေါ့နော်စိတ်ဝင်စားရဲဆိုလို့ရှိရင်တော့ Skin Symphony ကိုလာခဲ့ပြပါလို့ပြောချင်ပါတယ်ဒီ exercise နဲ့တွဲမှာတော့ healthy weight loss ပေါ့ healthy lifestyle ကိုရမှာပေါ့နော် exercise နဲ့တွဲဖို့ကတော့အကြံပြုပါတယ်ဟုတ်ကဲ့ဟုတ်အားလုံးပဲကြကြမမာနဲ့စနစ်တကျနဲ့ဝေးကြခြင်းနဲ့ဆိုလို့ရှိရင်တော့အာဟာရဆရာဝန်နဲ့ဦးစီးတဲ့ Skin Symphony ကိုလာဖို့တက်ဖို့ဖိတ်ခေါ်ပါတယ်ရှင်